Excuse me, I need to use your phone. Lady. Lady? ရဲတပ်ဖွဲ့တွေကခင်းဖင်နေရကိုအမြင့်ဆုံးရောက်လာခဲ့ပါတယ်။အမျိုးသမီးတယောက်ရဲ့ခြေထောက်နဲ့ခြေဖနှောက်တွေမှာပုံပဲ့ထန်းရတွေတွေ့ရပြီးဒါကသူမတေဆုံးသွားတဲ့အချိန်ကနေတထေတာတဲ့ပါ။စုံစမ်းမှုတွေကသူမဖုံးပြောင်းနေတော့လမ်းမီတိုင်ကိုမိထားခဲ့လို့တုံးတက်ကြပြီးမင်းညက်ကဖြစ်ခဲ့တဲ့မိုးကျွေးမုန်တိုင်းကိုလည်းထည့်သွင်းစဉ်းစားကြပါတယ်။အဲ့ဒီအချက်တွေကြောင့်အစပိုင်းမှာလူတိုင်းကဒီကိစ္စကိုမထင်မှတ်တဲ့မိုးကျွေးမတော်တဆမှုလို့ပဲယူဆကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီယူဆချက်ကိုပြန်စဉ်းစားကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒူမရဲ့ခန္ဓာကိုယ်မှာမိုးကျွေးကြောင့်ရတဲ့မီးလောင်တန်ရတွေမတွေ့ရပါဘူး။မီးတိုင်ပေါ်မှာလည်းချစ်တရားတွေမဲထွားတဲ့လက္ခဏာတွေမရှိပါဘူး။ထို့ပြင်ဒူမအတောင်းဖြူနေတဲ့ဖုန်းကလည်းအသစ်ဆက်ထီ SIM card ကလည်းမရှိသလိုအတောင်းဖြူထားတဲ့မှတ်တမ်းလည်းမတွေ့ရပါဘူး။ဒူမရဲ့အိတ်ထဲမှာလည်းဘာမှမရှိနေပါဘူး။ရဲတွေစိတ်ရှုပ်နေချိန်မှာလည်းနောက်ထပ်ထူးဆန်းတဲ့အမှုထပ်မှန်ပေါ်လာပါတယ်။ဘတ်စကားမတိုင်းမှာလူငယ်တယောက်သေဆုံးနေခဲ့ပြီးသူကပထမတားကောင်နဲ့တူညီပါတယ်။သူမျက်လုံးတွေကလည်းထူးဆန်းနေပြီးကြောပင်မှာလည်းရှည်လျားတဲ့အညိုအမဲလူရှိနေပါတယ်။အညိုမဲလေးကိုကြည့်ပြီးတော့စမနာရီကျော်လဲနေခဲ့တဲ့ကိုထင်ရပေမယ့်မျက်မြင်သက်သက်တွေကတော့သူ့ကိုနိုင်ဝက်လောက်ပဲအဲ့ဒီနေရာမှာရှိခဲ့တယ်လို့ပြောကြပါတယ်။ဒါကြောင့်ဒီအမှုကစုံစမ်းရေးမှုတွေအတွက်လုံးဝပဲဟီဒီတစ်ခုဖြစ်သွားပါတယ်။အချင်းတွန်တွင်ဒီလိုခန္ဓာကိုယ်တောင့်တင်းလာတာကမဖြစ်နိုင်တဲ့အရာတစ်ခုလို့ထင်ရပါတယ်။